ဖြစ်ကလာအရလာတော့မသိဘူးအမတို့ခေတ်မှာကျတော့ coffee ကလုံးဝ essential drink တစ်ခုလိုမျိုးဖြစ်နေတာပေါ့နော် coffee လေးတောက်လိုက်ရမှနေ့တစ်နေ့တာပြေဆုံးသွားတယ်ပေါ့ coffee နဲ့မုံနဲ့အေးဆေးလေးထိုင်ပြီးတော့မှ cafe vibe ပေါ့နော် gathering လုပ်လို့ရတဲ့ပုံစံလေးတွေထားတယ်တစ်ယောက်သုံးယောက်ထိုင်လို့ရတဲ့ခုံလေးတွေလုပ်ထားပြီးတယ်ကျွန်တော်တို့လည်းကိုယ်တိုင် coffee ဖတ်တဲ့ရာကြီးဆိုရင်တတိချာချာ local တွေထိသွားရောက်ပြီးတော့မှဝယ်ယူလေးရှိပါတယ်အခုလောလောဆယ်မှာမြည်လို့ရတဲ့အရာတာလေးတွေကတော့ကနိုင်ရရှိပါမယ် coffee community ထဲမှာမြစေတီ coffee ဆိုတော်တော်များများသိကြပါတယ် scented တဲ့ white smash လို့ခေါ်တဲ့ processing နဲ့လုပ်ထားတဲ့ coffee bean လေးဖြစ်ပါတယ်လူတွေရဲ့အမြင်မှာကျတော့ WhatsApp ဆိုရင် coffee ခါတယ်ပေါ့နော်တကယ်လို့ coffee ရဲ့မခါမကြိုက်တဲ့လူတွေဆိုလို့ရှိရင်ကျွန်တော်တို့ medium roast coffee နဲ့ချပေးပါအဲ့လိုမျိုး request လုပ်လို့ရပါတယ်Our fashion ဆိုတာတော့ကျွန်တော်တို့ဆိုင်ရနောက်ထပ်ရောင်းကောင်းဆုံး menu တစ်ခုပါ။ပြင်မဲ့မကြိုက်တဲ့လူတော်မှ WhatsApp ရောက်တဲ့ခါကျပြင်မဲ့ coffee လေးတောက်ကြည့်ပြီးတော့ပြင်မဲ့ coffee ကိုကြိုက်သွားတာဆိုပြီးတော့ပြန်ကြားရပါတယ်။ရှမ်းပြည်နယ်မြောက်ပိုင်းကုတ်ခိုင်ကနေချစ်စော်ကားကြီးကနေပြီးတော့ပြုလုပ်ထားတဲ့ strap နဲ့ espresso နဲ့ပေါင်းထားတဲ့ wow coffee ဆိုပြီးတော့မှကျွန်တော်တို့ဒီ2025 summer menu အနေနဲ့ကျွန်တော်ထုတ်ထားပါတယ်။ကားရှိရဲ့ WhatsApp coffee ဆိုင်ဆိုပြီးတော့လူတွေကအဲ့လိုမျိုးတွဲပြီးတော့မှတ်ကြတယ်။ဆိုင်ရဲ့ဒီနေရာကတော့လေ69 68 41 68လမ်းနဲ့ပို့ပြီးတော့နီးပါတယ်။ကဲလို့အခုကြည့်နေတဲ့လူက coffee ကောင်းကောင်းလေးကိုကြိုက်တဲ့လူမျိုးဆိုလို့ရှိရင်ကျွန်တော်တို့ WhatsApp 41 branch ကိုတစ်ခေါက်လောက်လာလည်ဖို့ဖိတ်ခေါ်ပါတယ်။ WhatsApp မှာတွေ့ကြမယ်။